ဇတ်တော်တွေကရှိတဲ့အတိုင်းပဲနာမည်ပေးရရင်တော့ဖြစ်ကောသလအိမ်မက်16ချက်တဲ့ဒီကနေ့ဟောမဲ့တရားပါတယ်လေဇတ်တော်အနေနဲ့ပြောရင်မဟာသုပိနဇတ်ဧကနားလည်အောင်ပြောရင်တော့ကောသလအိမ်မက်16ချက်အဲ့ဒီကောသလအိမ်မက်16ချက်ကိုဘုန်းကြီးတို့ဘာဖြစ်လို့ခေါ်တာတော့ဆိုတာကိုခေါ်တဲ့ရည်ရွယ်ချက်ကလေးကိုအရင်ပြောပါမယ်ဒီကနေ့နေရတဲ့ခေတ်ကဆုတ်ကလို့လဲခေါ်တယ်တနည်းပြောရင်ဝိပတ္တိခေတ်ဝိပတ္တိခေတ်ဆိုတာကခေတ်ပြက်လို့ပြောတယ်အဲ့တော့ဝိပတ္တိခေတ်ထဲမှာဘာတွေဖြစ်လာမယ်ဆိုတာကိုမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တဲ့ကကျွတ်တင်ပြီးတော့ဟောထားခဲ့ပြီးသားပါအဲ့တော့တို့ရှေ့လျှောက်ရင်ဘာတွေနဲ့ကြုံတွေ့ရမလဲယခုတို့ကြုံတွေ့နေတာလေဘုရားဟောတာတွေမှန်သလားမမှန်ဘူးလားဒါလေးကိုယ့်အကိုကိုဉာဏ်လေးနဲ့ကိုဆင်ခြင်ကြည့်ပြီးတော့ကြုံတွေ့လာရမယ်အနိဋ္ဌဓမ္မလို့ခေါ်တဲ့တရားတွေမြင်နေတာကြားနေတာကြုံတွေ့နေတာတွေပေါ်မှာဒေါမနတာတွေမဖြစ်ဖို့လို့တဝေကဉာဏ်ယူဖို့လို့မနေလို့တို့သေလို့နောင်လူဘဝကိုနောင်တစ်ချိန်လူသားတစ်ယောက်အနေနဲ့ပြန်ရောက်လာရင်လည်းပဲဘယ်လိုစိတ်ဓာတ်တွေနဲ့ဘယ်လိုနှလုံးသွင်းပြီးတော့နေကြမလဲနောက်အနှစ်20သို့မဟုတ်နောက်အနှစ်30နောက်အနှစ်100ပေါ့အဲ့ဒီချိန်ကြရင်လူလောကလူဌာနမှာဘာတွေဖြစ်နေကြမလဲအဲ့ဒီဝိပဿနာခေတ်ကြီးထဲမှာငါတို့လူလာဖြစ်တဲ့အချိန်ဟာကိုယ်ကဘလောက်ကောင်းကောင်းပတ်ဝန်းကျင်ကြောင့်လည်းပဲပျက်စီးသွားနိုင်တယ်အဲ့ဒီတော့ဘုန်းကြီးဒီနေ့ဒီတရားဟောရခြင်းရွယ်ချက်ကဒါလေးတွေကြိုတင်ပြီးတော့သိထားတဲ့အခါကျတော့အဓိကရည်ရွယ်ပြီးဟောရတာကတော့မြန်မြန်ဒီဘဝဒီခန္ဓာချွတ်ပြီးတော့မဖို့နိဗ္ဗာန်ကိုအောက်ထစ်ဆုံးသောတာပန်အရိယာဖြစ်တဲ့မျက်မှောက်ပြုပြီးတော့ထိုးတဲ့ပါရမီတွေရှိရင်လည်းပဲသက္ကရာဂအနာဂယဟန္တာဖြစ်နေမြန်မြန်မဲ့ဖို့နိဗ္ဗာန်ရောက်ဖို့အရေးအဲ့ဒါနှိုးဆော်တံပေးတဲ့အနေနဲ့တနည်းပြောရရင်ဖြစ်အပမဒတရားလက်ကင်ထားပြီးတော့တရားမမေ့ဘူးလို့ပေါ်ပေါ်ဆဆမေ့မေ့ရော့ရော့မနေဘူးလို့ဝိပဿနာခေတ်ကြီးထဲမှာနောက်တစ်ချိန်လူပြန်ဖြစ်လာရင်ဘုန်းကြီးတို့ဘာတွေနဲ့ကြုံတွေ့ပြီးတော့ဘယ်လိုတွေဖြစ်မယ်ဆိုတာကိုအဲ့ဒါများစွာဘုရားကမဟာသုပိနဇတ်တော်မှာဟောထားတာကိုပြန်ပြီးတော့ပရိသတ်ပေါင်းသူတော်ကောင်းတို့အားဓမ္မဘဟုတုတ္တရပါစေနှစ်ဓမ္မတံဝေကရပါစေသုံးဒီဘုရားဒီသာသနာနဲ့ဒီဘဝကိုရနေတဲ့အချိန်မှာမြန်မြန်မဲ့ဖို့နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေအားထုတ်နိုင်ကြပါစေဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ဖြစ်ဩဒီမဟာသုပိနဇတ်တော်ကြီးကိုတရားချစ်တဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အားဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အိမ်မက်က16ခုတောင်မှဆိုတော့ဘုဗုဒ္ဓဘာသာတစ်ခုပြီးမလားနှစ်ခုပြီးမလားတော့မသိဘူးပေါ့လေအဲ့ဒါဘုန်းကြီးတို့ဓဝါရင်းလုံးတော့မဟာသုပိနဇတ်တော်ကြီးကိုကြိုးစားပြီးတော့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များပြောပြမှာဖြစ်ပါတယ်အဲ့ဒီမဟာသုပိနဇတ်တော်ဖြစ်ပေါ်လာတဲ့အချိန်မှာသဗ္ဗညုများစွာဘုရားကသာဝတိပြည်စေတုံအကြောင်းအိမ်မက်16ပါးရဲ့အဖြေတွေကိုလာမေးတာကကောသလမင်းတရားဒါကြောင့်သာဝတိပြည်စေတုံအကြောင်းမှာသတင်းသုံးနေစဉ်ကာလကဟောခဲ့တဲ့မဟာသုပိနဇတ်ကို
ဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမဟောကြားသေးမီတရားမနာကြားသေးမီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရောသေးစွာလုံးရှိမို့ရှိခိုး၍ဓမ္မသဘင်စတင်ဝိညာရအောင်အလုံးသောပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဥချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဒါနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျူကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွညာရအောင်ဓမ္မမောဟံဟံတွာဘောဓိတိပင်ကဇံဇနံတတ္တမရံတိသောတံပါလေတုမံစီနောမုနိတေကောဝိဒမိုင်းလုံးပိခာဖုံးသည်ဖြင့်သုံးလောကဘွေအငူကဲမဲ့သူကင်းပါလည်းရဲ့အလင်းမရနိုင်ပဲရှင်နုံနုံချာထုံးပေကအမြင်ကင်းနေကြတဲ့တတ္တဝါခပင်းတွေကိုတွင်ပါဝေဖြာလင်းကြစေငါထွန်းပါဝေယအန္တုမာလီယောကြီးပဝင်ဘုရားရှင်ဆိုတဲ့လာမင်းကြီးသည်ဘုရားရှင်ဆိုတဲ့နေမင်းကြီးသည်သတ္တမရံတိဆုံးပြောမမနိုင်သည့်သုံးလောကရတခွင်ကုံစေအောင်ပပဝင်နိုင်သည်ပရိယပရိပံပတိဝေရာဆိုတဲ့ရောင်လင်းတို့ဖြင့်ဝါသတ္တမရံတိတောင်းခွင်တဲ့အစရာမောင်းနှင်ထွက်ပြတောင်းရင်စကြောင်းလက်ကပါဝင်သူတော်ကောင်းတရားဤဟုသောရောင်လင်းတို့ဖြင့်ဓမ္မမောဟံသိစရာတွေကိုပိတ်ဖုံးလေအမိုင်ဆုံးအန္တမောဟဆိုတဲ့အမောင်ကြီးကိုဟန္တဝါသက်စရာပေါင်းချင်းဘဝပါမောင်ခွင်လက်ပြရောင်ဝင်းသစ္စာဆိုတဲ့ရောင်လင်းတို့ဖြင့်ဘယ်ခွင့်ဖြတ်တော့လင်းတို့ရောက်စေတော်မူပြီး၍ပင်ကသာဇနဝိဇ္ဇာမိုက်တော်အိမ်မောတွေကြဘယ်တော့ငါမှမပွင့်နိုင်ကြတဲ့တတ္တဝါဝေနေရတွေကိုဘောဓိတိသစ္စာလေးစဉ်ငုံအားဆွင့်၍မြို့ခွင့်ဖွေရှာထုတင်ထွေလာဘူပိဝေရှာပရိသများနံဝေဝေဆဆလာပန်းတို့ဖြင့်ပွင့်လန်းစေတော်မူခဲ့လေပြီသောစီနောလေးလီသစ္စာရောင်ရွှေဝါဖြင့်တတ္တဝဝေနေပွင့်လင်းစေသည်ပရမေယံနှင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်မံဘဝဘဝမြောက်များစွာမှခန္ဓာနာယုံဖြစ်ပြချုပ်ကိုသမုတ်မိခေါ်ဘုရားတပည့်တော်ကိုတံပါလေသူလောကသန္တရာနှပြဘိဒံယံသွဲအပေါင်းလောကဘိဒံယံသွဲအန္တရအပေါင်းကေဝေရှောင်းအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်းဆိုလိုက်ပါငါကိုသမုတ်နံယုတ်နှထွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နေလို့လင်းပါစေသိမ့်ဒီဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်ယောဂကင်းလက်ငင်းတရားတွေ့ပါစေဆရာအမိညာတိအဆွေ
ဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတည်ဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေတရားနာကြမြလာဝေနေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတည်ဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေဘဂိုးမြို့မှမြလာဝေနေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတည်ဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေမြမပြည်ရှိမြာပြည်သူတွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတည်ဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေကဘာဘောရှိများပြီးသူတွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတည်ဆောင်လို့အောင်ပါစေကြည်လင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေသဗ္ဗိတိယဝုဝဇန္တုသောဘောရောဂောဝိနာတတုမာဒေဝန္တုတရယသုခိတိကာယုကောဘဝသဗ္ဗိတိယလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွယ်ပြောက်ပြကြပါစေကုန်သောကောဇံသောကတရားသည်၎င်းယောဂောစကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဝန္တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကယောဂတယတံကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်ကိုဘုန်းကြီးတို့ခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်မဟာသုပိနတဲ့ဒီတိုင်းမဟာဆိုတာကအကြီးကြီးတို့မို့အများကြီးသုပိနကအိမ်မက်တဲ့မဟာသုပိနဆိုတဲ့စလုံးကိုမြန်မာပြန်ရင်အိမ်မက်ဒီအများကြီးမက်ခဲ့တာအိမ်မက်တွေအများကြီးမက်တဲ့အခါကျတော့အိမ်မက်ကဘယ်လောက်ရှိတော့ဆိုတော့16ချက်ပြည့်တာအိမ်မက်ဘယ်နှချက်လဲအဲ့ဒီအိမ်မက်16ချက်တရားဒေသနာစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာလာဘူနိတိတံတိတိဣဒံတထာဇေတဝနေ
ဝိရံသောသောလတ္တမဟာသူပိနေအာရဘကထေတိလာဘုန်ိတိန္တံတိဣဒံဓမ္မဒေသနံလာဘုန်ိတိန္တံတိဆရှိသောဣတရားဒေသနာတော်များကိုတထလူနတ်တို့ဆရာဘုရားများစွာကစေတဝနေစေတုံခေါ်ကြောင်းတိုက်တော်မှာဝိရံတော်ယပကလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးတဲ့သုံးဆံပဲတော်မူနေတဲ့ခန္ကာလစီတော်ကသောလတ္တမဟာသုပိနေ16ချက်သောအိမ်မက်တို့ကိုအာရဘအကြောင်းပြု၍ကတိသိကရုဏာရှိထာမေတ္တာအားဖြင့်ဟောကြားတော်မူခဲ့ပါမေတည်းဇအထေကရာပါဠိတော်မှာမဟာသုပိနဇတ်တော်ရဲ့ဏိဒံကိုလာဘူနိတိတံတိတိဣဒံတတ္ထဇေတဝနေဝိဟရံတော်ဆိုပြီးတော့ဒီလိုပါဠိတော်များသင်ပြီးတော့ပြအဲ့တော့အိမ်မက်လောကမှာပြောတဲ့အိမ်မက်တဲ့အမှန်မှန်မဟုတ်ပြည့်တိုက်အိမ်မက်ဗါတယ်လေအိမ်လို့မက်တာမြင်တာအဲ့ဒီတော့လူတွေဘာဖြစ်လို့အိမ်မက်မက်တယ်လဲဒါကိုဘုန်းကြီးတို့ရှင်းဥစွာအိမ်မက်ရဲ့အကြောင်းကိုနည်းနည်းပြောမယ်လူတွေဘာဖြစ်လို့အိမ်မက်မက်ကြတယ်လဲလို့ဆိုတော့အိမ်မက်မက်ခြင်း၄မျိုးရှိတယ်ပြည့်တယ်အိမ်မက်မက်ခြင်းဘယ်နှမျိုးလဲအဲ့ဒီ၄မျိုးမှာတစ်မျိုးမျိုးကြောင့်လူတွေအိမ်မက်မက်ကြတယ်အိမ်မက်မမြင်မဲ့ဘူးဆိုတာဘုရားယဟန္တာဘုရားယဟန္တာတွေကတော့အိမ်မက်မမြင်မဲ့တော့ဘာမှမမဲ့တော့ဘုရားယဟန္တာတွေကအဲ့တော့ဘုန်းကြီးတို့အိမ်မက်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဘုရားအလောင်းတော်သိတ္တထမင်းသားနတ်ပြည်ကနေပြီးတော့စွတ်တည်ပြီးတော့လူပြည်မာယာဒေဝီရဲ့ဝမ်းကိုဝင်သားမဲ့ဆိုတဲ့အခါကျတော့မာယာကအိမ်မက်မက်တယ်ရှင်မြူတော်တကောင်ဟာလက်ရနံတော်ကနေဖောက်ပြီးတော့ဝမ်းပိုက်ကိုထွက်သွားတယ်လို့ဒီလိုအိမ်မက်မက်တယ်အဲ့ဒီတော့အိမ်မက်နဲ့ပတ်သက်ပြီးတော့နံပါတ်1ရှင်း၌လေးချက်ဘူးချင်းကြောင့်အိမ်မက်မက်တယ်ရှင်း၌လေးချက်ဘူးချင်းဆိုတာမနေ့ကတနေ့ကသို့မဟုတ်လွန်ခဲ့တဲ့တစ်လကသို့မဟုတ်လွန်ခဲ့တဲ့2လကသို့မဟုတ်လွန်ခဲ့တဲ့တစ်နှစ်ကတရားရောက်တဲ့စကားပြောလိုက်မယ်တစ်ခုခုကိုလုံးလိုက်မယ်အဲ့ဒီလိုရှေ့ကဆိုတာဟိုရှေ့ဘဝကိုပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့လလွန်ခဲ့တဲ့ရက်လွန်ခဲ့တဲ့နှစ်တုန်းကတခုခုကိုမိမိကပြောတယ်ဆိုတယ်လုပ်တယ်ကိုင်တယ်အဲ့ဒါကိုအစွဲပြုပြီးတော့လည်းပဲအိမ်မက်ထဲမှာပြန်ပြောရတယ်လို့ပြန်လုပ်ရတယ်လို့ပြန်ကိုင်ရတယ်လို့ပြန်တွေ့ရတယ်လို့ဆိုပြီးတော့အဲ့ဒီလိုနီးနဲ့လည်းပဲအိမ်မက်ဟာမက်တတ်တယ်အဲ့ဒါတစ်ချက်မှနံပါတ်2နမိတ်ပြခြင်းကြောင့်လည်းပဲအိမ်မက်မက်တယ်နမိတ်ဆိုတာအမှားတာပဲနိမိတ်တဆိုတာပါဠိစကားငါနမိတ်မကောင်းဘူးနမိတ်ကောင်းတယ်နိမိတ်တဆိုတာပါဠိစကားနမိတ်ပြခြင်းကြောင့်လည်းအိမ်မက်မက်တယ်ဘာဖြစ်လာမယ်ဘာဖြစ်လိမ့်မယ်ဆိုပြီးတော့တခုခုဖြစ်မှာကိုကြွတင်ပြီးတော့နမိတ်ပြတဲ့အနေနဲ့လည်းပဲအိမ်မက်ထဲမှာမြင်ရတတ်တယ်တွေ့ရတတ်တယ်အဲ့ဒါကြောင့်လည်းပဲအိမ်မက်မက်တယ်နံပါတ်3နတ်တိလက်သားခြင်းကြောင့်နတ်တိပြောချခြင်းကြောင့်နတ်တိပြခြင်းကြောင့်လည်းပဲအိမ်မက်မက်တယ်ဒါကတော့ရှင်းပါတယ်နံပါတ်4စိတ်ဓာတ်တွေခြောက်ခြားခြင်းကြောင့်လည်းပဲအိမ်မက်မက်တယ်အဲ့တော့အိမ်မက်ဘာကြောင့်မေတ္တာတုံးဆိုအဲ့ဒီ၄မျိုးတည်းကတစ်မျိုးမျိုးကြောင့်လူတွေအိမ်မက်မက်ကြတယ်တဲ့ကောင်းပြီ
ယခုမဟာသုပိနဇတ်တော်မှာကောသလမင်းတရားကအဲ့ဒီအိမ်မက်မဲ့ချင်း၄မျိုးတို့တွင်ဘယ်အိမ်မက်မဲ့ချင်းတွေမှာကောသလမင်းတရားပါတော့ဆိုလို့ရှိရင်နမိတ်ပြတာဘေးတိုက်ဘာပြတာလဲအနာဂတ်ကာလမှာရှေ့မှာဘာဖြစ်မယ်ဆိုတာကိုနမိတ်ပြတဲ့အနေနဲ့အိမ်မက်မက်တာကောသလမင်းကအဲဒီတော့ဘုန်းကြီးတို့စာပေမှာဧကံဒီဝတံကြည်တာကောသလမဟာရာဇာရတ္တိနိဒုဘကတောပိရှိမယာမေသောလသမဟာသုပိနေဒိဋ္ဌဝါဘိဒာတတိတောပပုစိတ်တဝါဧကဒီဝတံတနေ့မှာတော့ကောသလမဟာရာဇာကောသလမင်းကြီးသည်ရတ္တိညင်ခါကာလသမယမှာနေတုမကတောမြောင်မင်းအိပ်ပျော်လျက်ပိစိမယာမေပိစိမယံ၌သောလသမဟာသုပိနေ16ချက်တော်အိမ်မဲကြီးတော်ကိုဒိဋ္ဌဝါမြင်မဲ့တော်မူ၍ဗိဒတိတိတော်ကြောက်လန့်လျက်ပပုစိတ်တော်ဝါနိုး၍ဆိုတော့ကောသလဗေဒယာဒီအိမ်မဲကိုမဲ့တဲ့အချိန်ဟာဘုန်းကြီးတို့ပြေးတိုင်းပစ္စည်းမယံတဲ့။ဘာယံနဲ့လဲပစ္စည်းမယံဆိုတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်လက်ထက်တော်တော်ကညကို3ပိုင်းပိုင်းနာတယ်။ညကိုဘယ်နှပိုင်းပိုင်းပုဗ္ဗယာမလို့ခေါ်တဲ့ညင့်ဦးယံမစ္စည်းမယာမလို့ခေါ်တဲ့သန်းခေါင်ယံပစ္စည်းမယာမလို့ခေါ်တဲ့မိုးတောက်ယံညကို3ပိုင်းပိုင်းနဲ့ညင်ဦးပိုင်းရဲ့သကောင်းရံရဲ့မိုးလင်းပိုင်းရဲ့ဘယ်နှပိုင်းလဲအခုကောသလမင်းတရားအိပ်ပျော်သွားတာတညာလို့မနဲ့မိုးလင်းတဲ့ပစ္စည်းမယာမေပစ္စည်းမယံနိုင်ဆိုတော့မိုးတောက်ရံအချိန်မှာမက်တဲ့အိမ်မဲအဲဒီတော့မိုးတောက်ရံအချိန်မှာမက်တဲ့အိမ်မဲဖြစ်တော့ဣမေတံသုပိနနံဒိဋ္ဌတာကိဏုခောမေဘဝိတ္တိဣမေတံသုပိနနံအဲ့ဒီ16ချက်သောအိမ်မက်တို့ကိုဒိဋ္ဌတာမြင်အပ်သည်ဖြစ်ကြောင်းမေငါအကိဏုခောဘဝိတ္တိဘယ်လိုတွေများဖြစ်ပါမလဲဘေဒယေကောသလမင်းတရား16ချက်သောအိမ်မက်ကိုမနဲ့မိုးလင်းပိုင်းနေရာကြီးချိန်မှာမြင်မဲ့တဲ့အခါကျတော့အိယာကလန့်လို့ပြီးတော့ဒီအိမ်မဲ့တရားဆန်းကျယ်လိုက်တာငါဘာများဖြစ်ပါမလဲငါဘာများဖြစ်လိမ့်မလဲငါဘာများဖြစ်လိမ့်မလဲနဲ့မရဏဘယတိစိတောတယနာပိထေနိသိဏကောဝရတ္တိဝိဒိနာမေတိမရဏဘယတိစိတောသေဘေးမှကြောက်သည်ဖြစ်၍အိမ်မက်တွေကဆိုးလွန်းလို့အိမ်မက်တွေကကြမ်းလွန်းလို့ကောသလမင်းကြီးကြောက်ကြောက်လန့်လန့်နဲ့ငါတော့သေမယ်ထင်တယ်ငါနမိတ်တွေပြနေတယ်သေဘေးမှာကြောက်သည်ဖြစ်သေယနာပိတ်ထေအိယာထက်မှနိသိဏကောဝထိုင်လျက်သာလျင်အိယာကနေလန့်နိုးပြီးတော့ဆက်ပြီးတော့အိမ်မပျော်တော့ဘူးတဲ့အိမ်လည်းမအိပ်ရဲတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်သေမှာကြောက်လို့ဧတရေဘာဖြစ်လို့လဲသေမှာကြောက်လို့သာလေရတ္တိညင့်ကိုဝိရိနာမေတိလွန်မြောက်စေခဲ့လေပြီမိုးလင်းခဲ့လိုက်တာမိုးလင်းခဲ့လိုက်တာမိုးလင်းခဲ့လိုက်တာနဲ့ကောသလမင်းတရားတယောက်တည်းမေသန်နေဇတ်တော်ရခမ်းမဆောင်ကြီးထဲမှာတယောက်တည်းကြောက်ကြောက်လန့်လန့်နဲ့ဖြစ်နေတယ်အထာနံပါပတယရတ္တိယပြေမနာပုရောဟိတဥပသင်္ကမိတဝါအဲ့ဒီလိုနဲ့မိုးလင်းပြီဆိုလိုက်ကြပါစို့မိုးလဲလင်းလဲလင်းရောပြေတတ်တဲ့ကောသလမင်းကြီးထံကိုနန်းတော်ထဲမှာရှိနေတဲ့မင်းတိုင်ပြီးပုံနာလို့ခေါ်တဲ့အမတ်ကြီးတွေပုံနာဆရာကြီးတွေခါစားဖို့ရောက်လာတယ်ပြေမနာပုရောဟိတဥပသင်္ကမိတဝါကောသလမင်းတရားထံကိုခါစားဖို့ရောက်လာတဲ့ပုံနာကြီးတွေကဒုက္ခံတယိဋ္ဌမဟာရာဇာတိမဟာရာဇမြတ်သောမင်းကြီးတွင်တင်မင်းကြီးဒီဒုက္ခံချမ်းချမ်းသာသာဒုက္ခံချမ်းချမ်းသာသာတယိဋ္ဌအိယာပါရဲ့လား
ဣတိဤသို့ပုံစိမ့်သူကောင်းစွာမသွေမေးမြန်းကြလေကုန်တည်းမြတ်သောမင်းကြီးတဲ့ညကချမ်းချမ်းသာသာအိမ်ဆက်ရပါရဲ့လားအဲ့ဒီစကားဟာတို့ဒကာကြီးတွေတွေ့လဲပြောကြတယ်ဒကာကြီးအဲ့လိုပြောရဲ့လားညဓမ္မဘုရားပြောပါတယ်ဓမ္မကြီးတို့အဲ့လိုပြောရဲ့လားပြောပါတယ်ဒီလိုမေးတယ်လို့ပေါ့ဒုက္ခသယိဋ္ဌမဟာရာဇမြတ်သောမင်းကြီးညကချမ်းချမ်းသာသာအိမ်ဆက်ရပါရဲ့လားညကချမ်းချမ်းသာသာအိမ်ပြောပါရဲ့လားဣတောမယသရိယဒုက္ခံဝဒလမင်းကပြန်ပြောတယ်အတန်ကြီးတုံတုံနဲ့ဣတောမယသရိယဒုက္ခအာသရိယဆရာတို့မေကုတောမေအာသရိယဒုက္ခံအာသရိယဆရာတို့မေငါဒုက္ခံချမ်းသာခြင်းဒီကုတောဘယ်လိုဖြစ်နိုင်မလဲဆရာတို့တဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းချမ်းသာသာညကအိပ်ပျော်မှလဲဧဇာပိစုသမယေသောလာသမဟာတုပိနိပသိမင်းကြီးညာကချမ်းချမ်းသာသာမအိပ်ရဘူးဆိုတာဘာဖြစ်လို့လဲဧဇာဟံပိစုသမယေသောလာသမဟာတုပိနိပသိအာငါဒီဧဇာယနေ့ပိစုသမယေမနဲ့မိုးတောက်ခါနီးမှာမနဲ့မိုးလင်းခါနီးမှာသောလသမသူပိနေ16ချက်သောအိမ်မက်ကြီးတို့ကိုပတ်သိမြင်မဲ့တယ်သောမိတေသံဒိဋ္ဌကာလတော်ပါချယဘယပတ်တော်သည်အိမ်မက်တွေမြင်မဲ့ပြီးတဲ့ကငါကြောက်လန့်နေတဲ့ဆရာတော်ငါအိမ်မပြောဘူးဟာအဲ့ဒါဆိုရင်ဝရိဋ္ဌမဟာရာဇဝရိဒမဟာရသသုတ်တဝါဇာနိသမ္မာတိမဟာရသမယသောမင်းကြီးဝရိဒကျွန်တော်မျိုးတို့ကိုပြောပြပါတော့သုတ်တဝါရှင်မင်းကြီးပြောကြမှတည်းဇာနိသမ္မိကျွန်တော်မျိုးတို့သိရပါလိမ့်မယ်ဗျာမြတ်သောမင်းကြီးမြင်မဲ့တဲ့အိမ်မက်တွေဟာဘယ်လိုဟာမျိုးတို့ဆိုတာကိုမင်းကြီးကိုယ်တိုင်ပြောပြမှပဲကျွန်တော်မျိုးတို့သိရမှာပါဒါကြောင့်မို့လို့မင်းကြီးပြောပြစမ်းပါဦးဘယ်လိုအိမ်မက်တွေလဲဘုံသားဆရာကြီးတွေကကောသလမင်းရဲ့ရွှေနန်းတော်မှာဝင်ပြီးတော့မင်းကြီးနှုတ်ဆက်စကားပြောကြရင်ကနေပြီးတော့ညကအိမ်မပြောဘူးဆိုတဲ့အကြောင်းမင်းကြီးကပြောတော့အိမ်မက်တွေမဲ့လို့ပဲကဲဘယ်လိုအိမ်မက်တွေလို့ပြောပါဦးလို့ဆိုတဲ့အခါကြတော့မှဝုဒ္ဓေပြမနန္နဒိဋ္ဌသူပိနေကထေတဝါဥဒမဒုက္ခကာဝိယောကဝါစာအတောကံသောသိင်္ဂလိစဂုံဘောပောက္ခရဏိစာအပကသန္တနံလာဘူနိတိတံနိသီလပလဝန္တိမနုကိယောကာဏတဗေကိလံတိကာကံသူဝနာပရိဝါယံတိတတ္တဝကဣလကနံဘယာတိဟောပြမနာဩဘုံနာတို့ဩဆရာတို့ဥဒဘာနွားလာဥဒဘာလေးခုတို့သည်ပွေအံသောချင်းရာကိုပြ၍ဖဲကုန်၏ဒုက္ခငယ်စွာသောတစ်ပင်ခြုံတို့သည်ပွင့်ကုန်သီးကုန်၏ကာဝီယောနမကြီးတို့သည်ယနေ့မွေးဖွာသောနွားမငယ်၏နှုတ်ကိုစိုးကုန်၏ကဝါစာလဲ၌ကအကုန်သောနှုတ်စို့နှုတ်ခွာနွားငယ်တို့သည်ဝန်ကိုမဆောင်ရွက်နိုင်ကုန်အသောနှစ်ဖက်မျက်နှာရှိသောမြင်းသည်နှစ်ဖက်သောခံတွင်မြင့်အသာကိုစား၏ကံသောအဘိုးတသိမ့်ထိုက်တန်သောရွှေလင်ပန်းကိုဤ၌ကျင်းငယ်ဆွန့်လို့ဟုမြေခွေးအားဆောင်နေ၏သိင်္ဂလိစာအထက်၌ကြည်ရသောလွန်ကျိုးကိုအောက်ကမြေခွေးမှခိုးစား၏ကုံမောချင်းဤသောအိုးတို့ဖြင့်ခြံရန်အပ်သောရေပြည့်အိုး၌သာရေလောင်း၏ပောက္ခရဏိစာရေကန်အလဲ၌ရေသည်နောက်ကုန်၍အနား၌ရေတို့သည်ကြည်ကုန်၏အဘာကံတလုံးဤသောအိုးဖြင့်ကျက်အပ်သောထမင်းသည်သုံးစုအားဖြင့်ကျက်၏သန္ဒနအဘိုးတသိမ့်ထိုက်သောသန္ဒကုဏံသာကိုရက်တဲ့ပုံရည်ဘုတ်ဖြင့်ရောက်စားလေတော်၏
လာဘုန်ဤဘူရောင်းတို့သည်သီရန်ဤရေ၌နေကုန်၏သီလာကြောက်ပြာကြီးတို့သည်ပလဝွန်တီရေပေါ်၌ထင်ထင်ရှားရှားပေါ်လာကုန်၏မနုကိယောဖာမငယ်တို့သည်ကန္နာတာပေမွေဟောက်တို့ကိုဂီလန်ဒီမျိုးကုန်၏ကာကံကြီးကိုသူဝနာရွှေဟင်းသာတို့သည်ပရိဝါယန္တိခြံရန်ကုန်၏တတ္တထိုထိတ်လန့်ခြင်းကိုဖြစ်စေကုန်သောထိတ်လန့်ခြင်းကိုဖြစ်စေကုန်သောဧကတတောသည်ဧလကနံစိတ်တို့အားဗျာကြောက်ကုန်၏ဣတိဣသောသောလတမဟာသူပိနေ16ချက်သောအိမ်မက်တို့ကိုကတိတိကောင်းစွာမဲ့သွေပြောချတော်မူလိုက်ပါပေသတည်းသောတလမင်းတရားကလည်းဒီတိုက်မှတ်ဉာဏ်ကတဲကောင်းတယ်ရှေ့ကလူနဲ့ရှေ့ကအိမ်မက်နဲ့တော့ဟုတ်တယ်တို့ဒီနေ့လူတွေများညာအိမ်မက်မဲ့မနဲ့ကြထိုင်စဉ်းစားနေတယ်ငါညာအိမ်မက်တော့မဲ့တယ်ဘာမှမသိဘူးစဉ်းစားရင်နဲ့တော်တော်လေးစဉ်းစားယူပါဒါတော့အကုန်လုံးမပေါ်တော့တချို့တဝက်ပဲပေါ်တော့တယ်ကောသလမင်းတရားကတော့နမိတ်ပြတဲ့အိမ်မက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အိမ်မက်16ချက်လုံးကိုအကုန်လုံးမှတ်မိတယ်တဲ့ပြေးတိုက်အစင်တိုင်းပြန်ပြောပြတယ်ဥဒဝရုက္ခကာဝီယောကဝါစာအတောကံသောသိင်္ဂလိစကုံဘောပောက္ခရဏိစာအပါကသနနံလာဘူနိတိတံနိသီလမလဝန္တိမနုကိယောကာဏတဗေကိလန္တိကာကံသုဝနာပရိဝါယန္တိတတဝေကဧလကနံဗယာတိဥဒဘာနွားနဲ့ဥဒဘာ၄ခုတို့သည်ပွေအံသောချင်းရာကိုပြ၍ဖဲကုန်၏ကေပိတတေကောသလအိမ်မဲ့16ချက်တစ်ခုချင်းဆိုကြည့်အောင်လိုက်ဆိုပါနွားနဲ့၄ကောင်ပွေမြီဆောင်တိမ်ရှောင်ထွက်ပြေးတာနွားနဲ့၄ကောင်ဝိမီဆောင်တိမ်ရှောင်ထွက်ပြေးပါနွားနဲ့၄ကောင်ဝိမီဆောင်တိမ်ရှောင်ထွက်ပြေးပါဆိုလိုက်ပါအိမ်မက်ထဲမှာမြင်ရတဲ့ပထမအိမ်မက်ကနွား၄ခေါက်သေးသားရဲ့နွားဘာနဲ့ကောင်းလဲနက်နဲ့ကြီးတယ်တဲ့သူကြောက်တာလည်းမပြောနဲ့နွားကနှစ်ပြူမဟုတ်ဘူးနက်နဲ့ကြီးတယ်နွားနဲ့ကြီး၄ကောင်ကအရာလေးမျက်နာကလာပြီးတော့ဝေးကြတော့မယ်တကောင်နဲ့ကောင်နဲ့ခွေ့မယ်ပေါ့စောင့်ပြီးတော့လာကြတာတဲ့အနာလဲရောက်ကောအဲ့ဒီနွားနဲ့၄ကောင်ဟာနောက်ပြန်ဆုတ်သွားကြတယ်တဲ့အိမ်မက်မက်တာဗာမက်တာလဲနွားဘယ်နဲ့ကောင်းလဲအဲ့ဒါဘာကောင်းမလဲဟာတော့ကုန်ပြီတို့တကကြီးတွေလဲဝါသနာပါသားပဲဟုတ်လားအမလေးအိမ်မက်တဲ့မရင်ကောက်ကြတယ်ဗာဒီမဒီကောသလမင်းအိမ်မက်16ချက်ဘယ်လိုကောက်ကြမလဲကောက်စမ်းမရည်တာနံပါတ်1လာတယ်နွား၄ကောင်နဲ့နွားဘယ်နဲ့ကောင်းလဲလေနွားနဲ့၄ကောင်ဝေးမီဆောင်တိမ်ဆောင်ထွက်ပြေးတာဆရာတို့နွားကြီး၄ကောင်ကအတက်ကြီးတွေပြေးလာပြီးတော့ဝေးမဲ့တကောင်နဲ့တကောင်နဲ့တတ်မဲ့ဖြတ်မဲ့နဲ့လာရင်ကနေပြီးတော့မဝေးတော့ဘဲနဲ့နောက်ဆုံးပြီးတော့ပြန်ပြေးတယ်အဲ့ဒါတစ်ချက်မှကိုင်ပြေးသားရဲ့နောက်တစ်ခုဆိုကြည့်ပါဦးသေးငယ်စွာလှသစ်ပင်ကသီးကြပွင့်ကြတာ
သေးငယ်စွာလာသစ်ပင်ကသီးကြပွင့်ကြတာသေးငယ်စွာလာသစ်ပင်ကသီးကြပွင့်ကြတာဆိုလိုက်ပါမြေကြီးပေါ်မှာ1000လောက်ရှိသစ်ပင်လေးတွေအဲ့ဒီသစ်ပင်တွေဟာအသီးတွေအပွင့်တွေနဲ့အသီးတွေများမြေကြီးကိုထိလို့သီးနေလိုက်တာပင်လုံးကိုဝေးလို့အမှန်အသီးသီးတဲ့သစ်ပင်ဆိုတာတရေပင်တို့ပိနေပင်တို့ဆိုတာဘေးသားရဲ့အပင်ကြီးမှပွင့်တာအပင်ကြီးမှသီးတာအပင်ကြီးမှမဲ့တာဟုတ်တယ်မဟုတ်လားဒါပေမဲ့လို့ကောသလမင်းတရားမြင်မဲ့တဲ့အိမ်မက်ကတထွာလောက်1000လောက်ရှိတဲ့သစ်ပင်လေးတွေကမြေကြီးပေါ်မှာသီးနေလိုက်တာတဲ့အသီးတွေဝေးပြီးတော့တခါတည်းဆရာတို့ဒီအိမ်မက်ကလည်းအိမ်မက်မကောင်းဘူးဘယ်နဲ့ပြောင်းပြန်နေကြီးလျှောက်ပြီးတော့အဲ့ဒီနာမနဲ့အိမ်မက်ကတော့အဲ့ဒီအိမ်မက်မျိုးကိုမြင်မဲ့ပါတယ်နောက်တကဥဒ္ဓမရုက္ခကာဝိယောနမကြီးတို့သည်ယနေ့မွေးဖွားသောနွားမငယ်ဤနို့ကိုဆိုကုန်၏နမ3မြင်မဲ့တဲ့အိမ်မက်ကရေ၌ဆိုကြည့်သမှာဖွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာဖွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာဖွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာဆိုလိုက်ပါယနေ့မွေးဖွားလိုက်သောအခုမှအမိဝမ်းကကျွတ်တဲ့နွားငယ်လေးရဲ့နို့ကိုနမကြီးကပြန်စို့နေတယ်တဲ့ဒါလည်းပြောင်းပြန်ပဲဘုရားကြီးဒီအိမ်မက်ကလည်းပဲထုံးစံကယနေ့မွေးတဲ့နွားဟာသူ့အမေရဲ့နို့ကိုပဲနမကြီးရဲ့နို့ကိုပဲပြန်စို့ရမယ်ဒီလိုမဟုတ်လားအဲ့ဒီလိုမဟုတ်ဘူးဆရာတို့အိမ်မက်ကနမ3မဲ့တဲ့အိမ်မက်ကအဲ့ဒီလိုမဟုတ်ဘူးဘယ်လိုလဲပြောဆိုတော့ပြောတယ်လေယခုဖွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာယနေ့မွေးဖွားလိုက်တဲ့နွားလေးရဲ့နို့ကိုအမေလုတ်တဲ့နမကြီးကပြန်ပြီးတော့စို့နေရတယ်လို့မဲ့တဲ့ဆရာတို့ဒီသားရဲ့အိမ်မက်ဘယ်နှချက်ရှိသွားပြီ3ချက်ရှိသွားပြီနောက်တခါနမလေးကဂဝါစနွား၌ကအကုံသောဂဝါစလဲ၌ကအကုံသောနို့ဆိုနို့ခွာနွားငယ်တို့သည်ဝင်းကိုမဆောင်ရွက်နိုင်ကုန်အဲ့ဒါဆိုကြည့်အောင်ပြေးသားရဲ့နွားကြီးမကြိုက်နွားငယ်မိုက်ဝန်တိုင်းနေရပါနွားကြီးမကြိုက်နွားငယ်မိုက်ဝင်တိုင်းနေရပါနွားကြီးမကြိုက်နွားငယ်မိုက်ဝင်တိုင်းနေရပါဆိုလိုက်ပါ
စဘာတို့ထင်းတို့အပြည့်တင်ထားတာလှဲကြီးတစ်စင်းတကယ်ဆိုအဲ့ဒီစဘာတွေထင်းတွေအပြည့်တင်ထားတဲ့လှဲပေါ်လှဲကြီးတစ်စင်းဟာယုံမဲ့ဆိုရင်အခွန်ဗလာကောင်းသောနွားကြီးတွေနသိုးကြီးတွေပဲယုံရလိမ့်မယ်ပေါ့ဒါပေမဲ့လို့ဆရာတို့ရေအဲ့ဒီနွားကြီးတွေရှိနေရဲ့သားနဲ့အဲ့ဒီလဲသမားကနွားကြီးတွေကိုဖြုတ်ပြီးတော့နွားကြီးတွေကိုဘေးဖယ်ထားပြီးတော့ကိုဝင်မယုံနိုင်သေးသောနွားသေးသေးနွားငယ်ငယ်တွေကိုအတိတ်ယုံခိုင်းနေတယ်ဗျာတဲ့အဲ့ဒါက၄ခုမြောက်မြင်မဲ့တဲ့အိမ်မက်ဘယ်နှခုမြောက်လဲ၄ခုမြောက်မြင်မဲ့တဲ့အိမ်မက်ကဆရာတို့ရဲ့အဲ့ဒီလိုမြင်မဲ့ပါတယ်မဟာရာဇမြတ်သောမင်းကြီးကောင်းပြီးနောက်ထပ်၅ခုမြောက်အိမ်မက်ကဘယ်လိုတဲ့တုံးအသောနှစ်ဘက်မျက်နှာရှိသောမြင်သည်နှစ်ဘက်သောခံတွင်ဖြင့်အစာကိုစား၏ဧတဧဆိုကြည့်ပါခံတွင်နှဖြာမြင်ရသာအစာစားနေပါခံတွင်နှဖြာမြင်ရသာအစာစားနေပါခံတွင်နှဖြာမြင်ရသာအစာစားနေပါဆိုလိုက်ပါဆရာတို့တဲ့မြင်းကတော့တကောင်နဲ့ပဲခေါင်းကနှလုံးနဲ့ခေါင်းကဘယ်နှလုံးခန္ဓာကိုယ်တစ်ခုမှာခေါင်းနှလုံးရှိတဲ့မြင်းကြီးကပါးစပ်နှစ်ပေါင်းနဲ့ဟိုဘက်ကအစာကိုလည်းစားတယ်ဒီဘက်ကအစာကိုလည်းစားတယ်အဲ့ဒီအိမ်မက်ကလည်းအလွန်ကြမ်းတမ်းတဲ့အိမ်မက်အဲ့ဒီအိမ်မက်ကိုမြင်တော့ငါလန့်တယ်ကောသလမင်းကပြန်ပြောနေတာဒေသရဲ့ဘယ်နှချက်ရှိသွားပြီ၅ချက်ရှိသွားပြီနောက်တဲ့ကမြတ်သောမင်းကြီးနမ6အိမ်မဲကိုပြောပြပါအောင်လို့ဆိုတဲ့အခါကျတော့မှကံတော်အဖို့တသိမ့်ထိုက်သောရွှေလင်းပန်းကိုအဖို့တသိမ့်ထိုက်သောရွှေလင်းပန်းကိုဤ၌ကျင်းငယ်ဆိုလောဟုမြေခွေအားဆောင်နေ၏အဲ့ဒါလေးဆိုကြည့်ပါဘုရားရဲ့ရွှေခွဲအလဲမြေခွေနဲ့ကျင်ငယ်စွန်သွားပါရွှေခွဲအလဲမြေခွေနဲ့ကျင်ငယ်စွန်သွားပါရွှေခွဲအလဲမြေခွေနဲ့ကျင်ငယ်စွန်သွားပါဆိုလိုက်ပါဆရာတို့တွေနမကြောင့်မြင်မဲ့တဲ့အိမ်မက်ကရွှေခွက်တို့မဟုတ်ရွှေလင်ပန်းအဲ့ဒီရွှေခွက်ရွှေလင်ပန်းဟာဘယ်လောက်တန်လို့ဆိုတသိန်းတန်နဲ့တသိန်းတန်တော့အဘိုးတသိန်းတန်တော့ရွှေလင်ပန်းရွှေခွက်ရဲ့အလဲကောင်တဲ့တဲ့မှာမြေခွေးကကျင်ငယ်စွန့်သွားတယ်အပေါ့သွားသွားတယ်တဲ့6ခုမြောက်အိမ်မက်ပေးသားရဲ့ဘယ်နှခုမြောက်အိမ်မက်လဲမဟာရာဇမြတ်သောမင်းကြီးတတ္တမသောလတတတ္တမသူပိနေ30တတ္တမသူပိနေ9ခုမြောက်သောအိမ်မက်ကိုအာဟပြောကြပါဦးလောအဲ့တော့ကောသလမင်းတရားကသင်္ဃာလိစအထက်၌ကြည့်ရသောလွန်ကျိုးကိုအောက်ကမြေခွေမှသည်ခိုးစား၍နေ၏အဲ့ဒါလေးဆိုကြည့်ပါရှေးကจิตချကျိုးလွန်စား
ခွေးမခိုးစားပါရှေးကจิตချကျိုးလွန်စာခွေးမခိုးစားပါရှေးကจิตချကျိုးလွန်စာခွေးမခိုးစားပါဆိုလိုက်ပါအေးဆရာတို့တဲ့အမျိုးသားတယောက်ဟာကျွတ်ကျစ်နေတယ်လွန်ကျိုးဆိုတာသုံးလုံးတင်မှကျိုးဆိုတဲ့အတိုင်းအဲ့ဒီจิตချတော့ကျိုးဆောင်အဲ့ဒီကိုပြစ်အောင်မှနေတဲ့ခွေးမကအဲ့ဒီကျိုးကိုအောက်ကနေပြီးတော့ကိုက်ချပြီးတော့စားနေတယ်ဆိုတဲ့အိမ်မက်တစ်ခုကိုလည်းမြင်မဲ့တယ်တဲ့9ခုပြည့်သွားပြီဘယ်နှခုပြည့်သွားဒါဖြင့်မြတ်သောမင်းကြီး10ခုမြောက်အိမ်မက်ကိုလည်းပြောပြပါအောင်လို့ပုံနာဆရာကြီးတွေကတောင်းပန်တော်မှာကောသလမေတ္တရာကကုံပေါ်အချီအနီးသောအိုးတို့ဖြင့်ခြံရအပ်သောရေပြည့်တဲ့အိုး၌သာရေလောင်း၍နေတဲ့ဆိုတဲ့အိမ်မက်ကိုအာငါသည်ပတ္တမိကောင်းစွာမဲ့သွေမြင်မဲ့ပါပေတော်သတည်းဆိုလိုက်ပါရေပြည့်အိုးဝဲထလောင်းတယ်အိုးငယ်မလောင်းပါရေပြည့်အိုးဝဲထလောင်းတယ်အိုးငယ်မလောင်းပါရေပြည့်အိုးဝဲထလောင်းတယ်အိုးငယ်မလောင်းပါဆိုလိုက်ပါအေးဆရာတို့ရာဝင်အိုးကြီးရဲ့ဘေးနားမှာအိုးလေးတွေအစိတ်ဝင်50ဝင်အိုးတွေအဲ့ဒီအိုးတွေထဲမှာဘာမှမရှိဘူးတဲ့ရာဝင်အိုးကြီးထဲမှာတော့ရေပြည့်နေတယ်ဒါပေမဲ့ရလေးမျက်နှာရရှင်းမျက်နှာကရောက်လာကြကုန်သောမျိုးသားမျိုးသမီးအပေါင်းတို့ကသူတို့ပကုံးပေါ်ခေါင်းပေါ်မှာပါလာတဲ့ရေအိုးတွေနဲ့အဲ့ဒီပြည့်ပြီးသားရာဝင်အိုးကြီးဝါကိုပဲရေတွေထလောင်းကြတယ်တဲ့ဘေးနားမှာရှိတဲ့အိုးတွေကိုရေမလောင်းဘူးတဲ့အဲ့ဒါကပရိသတ်တေ8ခုမြောက်အိမ်မက်ဘယ်နှခုမြောက်ဒါမြင်မြတ်သောမင်းကြီး9ခုမြောက်အိမ်မက်ကိုလည်းပြောပါအောင်ဗျမနာအိုပုံနာကြီးတို့ပောက်ခရဏီစာရေကံအလဲ၌ရေတို့သည်နောက်ကုန်၍အနာ၌ရေတို့သည်ကြီးလင်း၍နေတယ်လို့အာငါသည်ပတ္တမိကောင်းစွာမဲ့သွေအဲ့ဒီအိမ်မက်ကိုလည်းမြင်မဲ့ပါပေတော့သတည်းဆိုလိုက်ပါကံလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါကံအလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါကံအလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါဆိုလိုက်ပါအေးဆရာတို့ရေကန်တို့ရဲ့ထုံနှံစင်လာရက
ဘေရေကမဲဖြစ်ဖြစ်သာဝတိဖြစ်ပြင်မဲ့ကပြည်သူပြည်သားတွေသုံးဖို့လို့တည်ထားတဲ့ရေကန်ကြီးဟာရေကန်ရဲ့အနာဆိုတာလူတွေအသက်ရှင်းမရှိဘူးလားရေရှင်းညာရေခတ်ကြတော့ဆင်လာပြီးတော့တယောက်ကလာခတ်တယောက်ကလာခတ်တော့ထုံးနှန်းဆင်လာရကကံအနာကသာလေနောက်ရမှာကံလေကချီရမှာဓာတုသဘာဝထုံးတယ်ဒါပေမဲ့မင်းသားတည်းကောသလမင်းကြီးမြင်မဲ့တဲ့အိမ်မက်ကကံလေကနောက်ပြီးတော့ကံဓာတ်မှလာပြီးတော့ရည်ကြည်နေတယ်တဲ့ဒါလည်းအတက်မဟုတ်ပြေးတယ်ဒါလည်းပြောင်းပြန်ပဲဒါကြောင့်ကောသလမင်းကကြောက်နေတာသူကမြင်မဲ့တဲ့အိမ်မက်ကတခုမှသဘာဝတရားကိုမြင်မဲ့တာမဟုတ်ပဲနဲ့သဘာဝနဲ့ဆန့်ကျင်တဲ့အိမ်မက်တွေကြီးမြင်မဲ့တဲ့အတွက်ကြောင့်မို့လို့သူအဲ့ဒီမှာကြောက်နေတာဒါကြောင့်ဆရာတို့နာမကိုမြင်မဲ့တဲ့အိမ်မက်ကတော့ပေါက်ကရဏီစရေကံအလယ်၌ရေတို့သည်နောက်ကုန်၍အနာ၌ရေတို့သည်ကျင်လင်ကုန်၏ကောင်းပြီမြတ်သောမင်းကြီးနောက်တစ်ခါနာမ30တဲ့ဘေးသားရေနောက်တစ်ခါနာမဘလောက်အဘကံတလုံးဒီသောအိုးဖြင့်ချက်အပ်သောထမင်းသည်သုံးစုအားဖြင့်ကျက်၏ဣမံသုဘိနာအဲ့ဒီအိမ်မက်ကိုအာငါတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါမေတော့တည်းဆိုလိုက်စမ်းမှထမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါသမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါသမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါဆိုလိုက်ပါဆရာတို့တဲ့အမျိုးသမီးတယောက်ကဆန်သေးပြီးတော့သမီးကိုတဲမယ်ဆန်သေးကိုတဲ့တဲ့မိဘဝတင်ပြီးတော့သမီးချက်တာကြက်လဲကြက်ကောသမီးကိုလည်းဖွင့်လဲဖွင့်ကြည့်လိုက်ကောသမီးကိုတစ်လုံးထဲမှာပဲတဏှာကမာတယ်တဏှာကပြော့တယ်တဏှာကမနှက်ဘူးပြောရင်လည်းအကုန်လုံးပြောပေါ့မာရင်လည်းအကုန်လုံးမာပေါ့မနှက်ရင်လည်းအကုန်လုံးမနှက်ပေါ့တိုးထဲမှာအတူတူဒီဆန်ထက်ချက်တာပဲဒါပေမဲ့လို့အဲ့ဒီလိုမဟုတ်ဘူးဆရာတို့တဏှာကပြော့တယ်တဏှာကမာတယ်တဏှာကမနှက်ဘူးသမီးတို့တစ်လုံးထဲကို၃ခုပြောင်းနေတယ်တဲ့သမီးတို့တစ်လုံးထဲဘယ်နှခုပြောင်းလဲဒါကြောင့်သမီးတို့တွင်သုံးထွေမြင်ဖြစ်မညီပါကောင်းပြီမြတ်သောမင်းကြီးနောက်တစ်ခုအိမ်မက်ကိုပြောပါအောင်နောက်တစ်ခုအိမ်မက်ကိုပြောပါအောင်ဆိုတဲ့အခါကျတော့စန္ဒနံအဖို့တသိမ့်ခိုက်သောစန္ဒကူနံ့သာကိုရက်တဲ့ရေပုတ်ခြင်းရောက်စား၏ဝံလဲစား၏ဣတိဤသို့အဟံငါတိဣမံသူပိနဟောဒီအိမ်မက်ကိုပတ္တမိကောင်းစွာမဲ့သွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါစန္ဒကူထက်ပုံရည်မဲ့လဲလျက်စားတော့ပါစန္ဒကူထက်ပုံရည်မဲ့လဲလျက်စားတော့ပါစန္ဒကူထက်ပုံရည်မဲ့လဲလျက်စားတော့ပါဆိုလိုက်ပါဆရာတို့တဲ့စန္ဒကုနန္ဒဟာအဘိဓသိမ့်တန်ပါလေတဲ့အဲ့ဒီအဘိဓသိမ့်တန်သောစန္ဒကုနန္ဒကို
ဘာမဟုတ်တဲ့ရက်တဲ့ရေပုံးရေအပုတ်ခံထားတဲ့ရေအပိုးတသိန်းထိုက်သောစန္ဒကုနန္တာနှစ်တုံးကိုဘာမှတန်ဖိုးမရှိသောမိဖို့ကြောင့်မှသူများအပုတ်ခံထားသောရက်တဲ့ရေပုံးရေပုတ်ဖြင့်လဲစားတယ်လို့ငါအိမ်မက်ထဲမှာမြင်မဲ့တယ်တဲ့ဒီတတ်တွေအိမ်မက်ဘယ်နှချက်ရှိသွားပြီ11ချက်ဘယ်နှချက်လဲနောက်တခါမြတ်သောမင်းကြီး12ခုမြောက်သောအိမ်မက်ကိုပြောကြပါအောင်လို့တောင်းမှတော့လာဘူးနိဘူးတောင်းလို့သည်တည်တံသည်ရေ၌နှစ်ကုန်ဤဤမံသူပိနံအဲ့ဒီအိမ်မက်ကိုလည်းပဲအာငါသည်ပတ္တမိကောင်းစွာမသွေမြင်မဲ့ပါမေတော့တည်းဆိုလိုက်ပါဘူရောင်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဘူရောင်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဘူရောင်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဆိုလိုက်ပါရှိကတော့ရဒေသတွေမှာသုံးတာဘူးတောင်းနဲ့တို့ဘူးသီးတွေ6သွားတော့အထဲကဟာတွေထုတ်6နာအဲ့ဒီဘူးသီးရေတွေပါလေခတ်လို့ရလားမရဘူးလားစားတို့ဘာလို့ထဲအဲ့ဒီလိုမျိုးအဲ့ဒီဘူးတောင်းတွေဟာဘယ်တော့မှရေတဲ့နှစ်ဘယ်တော့မှရေမမြုပ်ဘူးသူအပေါ်မှာပဲသူပေါ်နေတာသူတဘာဝဒါပေမဲ့လို့တွေကောသလမင်းတရားမြင်မဲ့တဲ့အိမ်မက်ကအဲ့ဒီဘူးတောင်းတွေဟာရေတဲကိုအကုန်လုံးနှိမ့်မြုပ်သွားတယ်တဲ့ဒါလည်းပိသရဲ့သဘာဝကိုလွန်ဆန်သွားတာဟုတ်သလားမဟုတ်ဘူးလားတကယ်ဆိုဘူးတောင်းနေရရေပေါ်မှာပေါ်နေရမှာရေတဲကိုဘယ်လိုမြုပ်မမြုပ်စေရဘူးဒါပေမဲ့လို့ကောသလမင်းကြီးမြင်မဲ့တဲ့အိမ်မက်ကတော့ဘူးတောင်းနေအလုံးကရေတဲကိုမြုပ်သွားတယ်တဲ့12ခုပြီးသွားပြီဘယ်နှခုပြီးသွားပြီနောက်တခါမြတ်သောမင်းကြီး13ခုမြောက်သောအိမ်မက်ကိုပြောကြပါအောင်လို့ပုံနာတွေကမိတဲ့အခါကျတော့မှသီလကြောက်ပြာကြီးတို့သည်ပလဝတိရေ၌ပေါ်ကုန်၏ဣမံသူပိနာရီအိမ်မက်ကိုလည်းဗအာငါသည်ပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါကြည်လီလှစွာကြောက်ချာဟာရေမှာပေါ်နေတာကြည်လီလှစွာကြောက်ချာဟာရေမှာပေါ်နေတာကြည်လီလှစွာကြောက်ချာဟာရေမှာပေါ်နေတာဆိုလိုက်ပါဆရာတို့ငါမြင်မဲ့တဲ့13ကျဲမြောက်သောအိမ်မက်ကတော့အလွန်တရာကြီးမားလာစွာသောအိမ်လုံးကြောင်းလုံးမကရှိတဲ့ကြောက်ဖြာကြီးတွေဟာရေပေါ်မှာပေါ်ပြီးတော့ဟိုးဒီသွားလာနေကြတယ်ဒါလည်းသဘာဝကိုလွန်ဆန်ပြီးတော့မြင်မဲ့တဲ့အိမ်မက်ပဲကြောက်ဖြာတို့မိဒီမှာကြောက်ဖြာမပြောနဲ့ပြေးတတ်ရဲ့ကြောက်ခဲလေးသေးသေးလေးတောင်မှရေပေါ်မှာပေါ်သလားရေအောက်ကိုမြုပ်ရတဲ့ထုံးစံရှိပါတယ်ဒါပေမဲ့လို့အိမ်လုံးကြောင်းလုံးမကားရှိတဲ့ကြောက်ဖြာကြီးတွေဟာရေပေါ်မှာပေါ်ပြီးတော့နေပါတယ်လို့13ချက်မြောက်ရေးတတ်ရဲ့ဘယ်နှချက်မြောက်လဲ13ချက်မြောက်သောအိမ်မက်ကိုကောသလမင်းတရားကပြောပြီးပြီအဲ့တော့မှပုံနာတွေကမြတ်သောမင်းကြီး
14ခြင်းမြောက်သောအိမ်မက်ကိုလည်းပြောပြပါအောင်မန္တုကီယောဖားမငယ်တို့သည်ကာဏသဘေမွေဟောက်တို့ကိုဂီလံတိမြို့ကုန်၏ဣဒံသုပိနာဣမံသုပိနာအဲ့ဒီအိမ်မက်ကိုလည်းပဲအာဃာတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာဆိုလိုက်ပါဆရာတော်14ခြင်းမြောက်သောအိမ်မက်ကတော့မွေဟောက်မွေပွေးထုံးစံအဲ့ဒီမွေဟောက်မွေပွေးတွေကဖားတွေကိုမျိုးတယ်ပဲထုံးစံရှိဒါပေမဲ့လို့ယခုငါမြင်မဲ့တဲ့အိမ်မက်ကတော့အဲ့ဒီမွေဟောက်တွေမွေပွေးတွေကိုဖားမကပြေးတိုက်ခေါင်းကစမျိုးတယ်ဘယ်ကစမျိုးလဲဒါလည်းသဘာဝကြသလားသဘာဝမကြတဲ့အိမ်မက်ကိုမြင်မဲ့တယ်တဲ့ကောင်းပြီမြတ်သောမင်းကြီး15ခြင်းမြောက်သောအိမ်မက်ကိုလည်းပြောကြပါအောင်ဗျမနာပုံနာတို့ကာကံကြီးကိုသူဝနာရွှေဟင်းသားတို့သည်ပရိဝါယံတိချမ်းရန်ကုန်၏ဣမံသူပိနအဲ့ဒီအိမ်မက်ကိုလည်းပဲအာငါတိပတ္တမိကောင်းစွာမဲ့သွေမြင်မဲ့ပါပေတော့သတည်းဆိုလိုက်ပါကြီးငဲ့အနာဟင်သာများခသာဝိုင်းနေပါကြီးငဲ့အနာဟင်သာများခသာဝိုင်းနေပါကြီးငယ်အနာဟင်သာများခသာဝိုင်းနေပါဆိုလိုက်ပါ15ခြင်းမြောက်သောမြင်မဲ့ကတော့ဆရာတို့ကြီးငဲ့တစ်ခေါက်ကြီးဆိုတာအလွန်ရုပ်ဆိုးတယ်အဲဒီကြီးငဲ့ရဲ့နာမ